လာပေါ်မှာအမြဲစက္ကန့်ဆောင်မဲ့နာဇာရဲ့စီမံကိန်းသစ်မင်္ဂလာပါကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကအာကာသပြိုင်ပွဲဟာအခုဆိုရင်လကမ္ဘာပေါ်မှာအမြဲအခြေစိုက်စက္ကန့်ဆောင်မဲ့အဆင့်အထိကိုရောက်ရှိလို့လာနေပါပြီမကြသေးမီကပဲအမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA ဟာလပေါ်မှာအမြဲအခြေစိုက်စက္ကန့်တစ်ခုတိစောက်မဲ့သူတို့ရဲ့ကြီးမားလာတဲ့စီမံကိန်းအသေးစိတ်ကိုထုတ်ပြန်ချပြလိုက်ပါတယ်ဒီစီမံကိန်းမှာလကမ္ဘာစီစေလွတ်မဲ့ခင်မီစက်ရုပ်စင်သက်ရင်တွေပြန်တန်းနိုင်ခုံနိုင်တဲ့ drone တွေနဲ့အထူးပြုလုပ်ထားတဲ့လပေါ်သားမော်တော်ယာဉ်တွေပါဝင်မှာဖြစ်ပါတယ်။ဒီအာကာသယာဉ်တွေနဲ့စက်ပစ္စည်းတွေကိုတိစောက်ဖို့ရွေးချယ်ခံရတဲ့ကုမ္ပဏီထဲမှာလည်းအမေဇုံတည်ထောင်သူ Jeff Bezos ရဲ့နာမည်ကြီးအာကာသကုမ္ပဏီ Blue Origin ကလည်းပါဝင်နေပါတယ်။အမေရိကန်အနေနဲ့2029ခုနှစ်မတိုင်ခင်လကမ္ဘာပေါ်ကိုလူသားတွေပြန်လည်ခြေချနိုင်မှုတွန်းအားပေးခံနေရတယ်လို့တရုတ်နိုင်ငံကလည်း2030ပြည့်နှစ်မတိုင်မီလပေါ်ကိုလူသားတွေဆေလွတ်ဖို့စီမံကိန်းတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီအာကာသပြိုင်ပွဲတင်မှာအမေရိကန်တို့ပဲဦးဆောင်နေရဆိုတာကိုပြသဖို့ NASA အတွက်ဖိအားတွေအများကြီးရှိနေတာပါ။လကမ္ဘာပေါ်ကအင်အားစီမံကိန်းတွေဘလောက်အထိအကောင်အထည်ပေါ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။